ကျမအတိမိန်းကလေးတော်တော်များကိုမေးဘူးတယ်ရှင်တို့ဘဝမှာမိဖုရားဖြစ်ချင်တာလားဘီမဖြစ်ချင်တာလားလို့မေးတော့အများစုကဖြေကြတယ်ဘီမဖြစ်ချင်တာလို့ပဲဖြေကြတယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့ချို့မိန်းကလေးတွေယောက်ျားတယောက်လွှမ်းမိုးအောက်မှာအချက်နဲ့ပတ်သက်ပြီးတော့ရုံးမထွက်နိုင်ပဲမိဖုရားလိုမျိုးနေကြတယ်သူ reply မလာရင်စိတ်ပူတယ်သူမကြိုက်တာဆိုလို့ရှိရင်ချက်ချင်းပြောင်းတယ်သူမရှိလို့ရှိရင်ဘဝရဲ့မပြည့်စုံလို့ခံစားရတယ်အဲ့ဒါကအချစ်မဟုတ်ဘူးအဲ့ဒါ dependence ပဲဒီမတယောက်ဆိုတာကိုယ့်စိတ်ကိုထိန်းနိုင်တယ်ကိုယ့်တန်ဖိုးတခြားသူမတတ်မှတ်ခိုင်းဘူးမင်းမရှိမရဘူးဆိုတဲ့ဘဝမဟုတ်ဘူးဒီမတယောက်ဆိုတာကအချစ်ကိုလိုအပ်ပေမဲ့အချစ်ရဲ့အောက်မှာတော့မနေဘူးအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုရုံးထွက်မလဲကိုယ့်တန်ဖိုးကိုပြန်ရှာမယ်ကိုယ့်အချိန်ကိုကိုယ်ပိုင်ဖြစ်အောင်လုပ်မယ်မင်းမယုံဆိုမင်းလည်းရွေးစရာမလိုအချစ်မရှိလို့မသိဘူး self respect မရှိရင်တော့တည့်ရင်ဖြစ်သွားနိုင်တယ်မိဖုရားဆိုတာကအချစ်အောက်မှာနေရတဲ့သူဘီယမဆိုတာကအချစ်ကိုတော့ထိန်းနိုင်တဲ့သူအဲ့ဒီတော့ကြောင့်မလို့မိဖုရားလိုမျိုးမနေဘဲနဲ့ဘီယမတယောက်လိုပဲနေတနေ့ကြလို့ရှိရင်မင်းဘဝကိုမင်းထိန်းချုပ်နိုင်မယ်